မြန်မာနိုင်ငံတော်ဗဟိုဘဏ်ရဲ့ထုတ်ပြန်ချက်တွေအရပြည်ရင်းရှိပို့ကုန်သွင်းကုန်လုပ်ငန်းများ၊ဘဏ်လုပ်ငန်းများ၊ဟိုတယ်လုပ်ငန်းများနဲ့လေကြောင်းလိုင်းများတဦးချင်းနိုင်ငံခြားငွေစည်းရင်းပိုင်ရှင်များအနေနဲ့ဖေဖော်ဝါရီလ9ရက်နေ့မှစတင်ကမိမိတို့ရဲ့ငွေတွေကိုဘဏ်စည်းရင်းပြောင်းပြီး account transfer ဖြင့်ပုဂ္ဂလိကဘဏ်17ခုမှာဆက်သွယ်ရောင်းဝယ်နိုင်ပြီဖြစ်တယ်လို့သိရပါတယ်။ရခိုင်ကနိုင်ငံခြားငွေစည်းရင်းအနှံမှုတွေဟာမြန်မာနိုင်ငံခြားကုန်သွယ်မှုဘဏ် MFTB မြန်မာရင်းနှီးမြှုပ်နှံမှုနှင့်ကူးသန်းရောင်းဝယ်ရေးဘဏ် MICB နဲ့မြန်မာစီးပွားရေးဘဏ် MEB တို့မှာအနှံထားရှိတာဖြစ်ပါတယ်။ဒါပေမဲ့အဆိုပါဘဏ်တွေမှာအနှံထားတဲ့သူတွေဟာနိုင်ငံခြားငွေကိုမြန်မာငွေအဖြစ်ပြန်လည်ထုတ်ယူလို့မရပေမဲ့လည်းအခုအခါမှာတော့ဘဏ်စည်းရင်းပြောင်းပြီး account transfer အရာအဆိုပါဘဏ်3ခုမှနိုင်ငံခြားငွေကိုနိုင်ငံခြားငွေရောင်းဝယ်ဖောက်ကားခွင့်လိုင်စင်ရပုဂ္ဂလိကဘဏ်17ခုမှာမြန်မာငွေလွှဲပြောင်းထုတ်ယူလို့ရတာဖြစ်ပါတယ်။ဒါအပြင်အဆိုပါပုဂ္ဂလိကဘဏ်17ခုမှာတော့နိုင်ငံခြားငွေကိုမြန်မာငွေနဲ့လွှဲပြောင်းယူခြင်းအပြင်ဝယ်ယူလိုပါကလည်းဝယ်ယူနိုင်ကြောင်းသိရှိရပါတယ်။အခုလိုပုဂ္ဂလိကဘဏ်တစ်ခုရဲ့တာဝန်ရှိသူတစ်ဦးရဲ့ပြောကြားချက်အရအခုလိုနိုင်ငံခြားငွေတွေကိုဘဏ်စည်းရင်းပြောင်းပြီး account transfer အရလွှဲပြောင်းခြင်းကြောင့်ငွေစည်းရင်းလွှဲပြောင်းနိုင်ခြင်းဟာ export earning သမားတွေအတွက်အထောက်အကူပြုစေမှာဖြစ်တယ်လို့သတင်းရရှိပါရခင်ဗျာ။